မနေ့ပိုင်းကအစလာကြည့်တာမိုးရရွာနေဒီကောင်ကြီးကမလာခြင်းပတ်ပြီးနေကွာရ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 ာအော်တွေ့လားခေါင်းကလှည့်လှည့်သွားတခါကျရင်တော့လေးတိုက်ပြီးတော့မိုးရွာအဲ့မျက်နှာမိုးစက်တီလာဆင်ပြီးတော့လမ်းလျှောက်တော့ဒီကောင်ခင်းမဲပေးထားအဲ့လိုအခုကတော်သေးတယ်ဟိုဘက်တိုက်တာဆိုတော့သူတို့နောက်ကျောဘက်တိုက်တာဆိုရာမိုးကညာ7 နာရီရဲ့တောက်လျှောက်ရွာဟေးရာဟေးဒီကောင်တော့အစားပါ9လည်းမင်းနဲ့သူကအစားဆိုရှည်တော့ရောက်ကျဆုပ်လို့ဖြစ်ဟမ်ဒီတစ်ဖွဲတော့လာတော့ဟိုဘက်တစ်ဖွဲမလာဘူးလို့ခေါ်အသက်လည်းနည်းနည်းငယ်တော့ကြောက်ဟိုဘက်တစ်ဖွဲရှိခေါ်လို့မလာဘူးအဲ့နာမှာဝိပတ်ဝိဝိုင်းခေါ်မလာရတော့အဲ့လေယောမိုးဆိုတော့ပူကြောက်မိုးရွေဆိုအဲ့လောက်ပြဿနာမရှိနေ့လေကြောင်ပေါင်းကြည့်အောင်ဒီကောင်တွေမနေ့လာမစားတဲ့ကောင်တွေခုကြောင်အသေးတန်နေကြိတ်နေကြလူရက်မိုးလီကောဆိုသူတို့ကမလာတော့တနေရာတဲ့ပီရက်ခေါ်လို့မရတော့ကြောက်တော့လီမိုးကြတနေ့ကမိုးကဆူရင်းနေအခုလည်းဖွဲဖွဲလေးကြတယ်